စီလို့တစ်ခါတစ်ခေါက်ပြင်းရောက်စေခြင်းသည်ကျုံတော်ပတ်လီမြမျိုးရိုးပြအိုးပြည့်စင်ကာယံငါတီမြမသံဌာနီတာယောပါပြီရေအောက်စီနေကြီးဟခါလွန်ပနာယာလာတစ်ခါတစ်ခေါက်ပြင်းရောက်စေခြင်းသည်ကျုံတော်ပတ်လီမြမျိုးရိုးပြအိုးပြည့်စင်ကာယံငါတီမြ